နာမီလန်တင်းနေနဲ့မနစ်ကရာသီမှာချန်ပီယံလိဖိုင်နယ်ဆင့်ထိတက်ရောက်ထားနိုင်ပေမဲ့လည်းဒီနေ့ရာသီမှာတော့ဒီနေရာကနေပဲနှုတ်ဆက်ဖို့အခြေအနေရှိနေတာလည်းဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခုပြောပြသွားမှာတော့ဒီနေ့မနေ့မှာချန်ပီယံကစားသွားမယ်ချန်ပီယံလိ play-off ပွဲစဉ်တွေကိုနိုင်ငယ်ပြောပြပြီးတော့ဘိုးရလက်ခမန်းပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကတော့အက်တလက်တီကိုမက်ဒရစ်အသင်းနဲ့ကလပ်ဘူဂေးအသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီနေ့သင်းရဲ့ပထမကြော့ရလက်မှာတော့ကလပ်ဘူဂေးအသင်းရဲ့အိမ်ကွင်းမှာတစ်ဖက်3ဂိုးစီတေရလက်ထွက်ပေါ်ထားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီပွဲစဉ်မှာတော့အက်တီကိုအသင်းနေနဲ့သူတို့ရဲ့အိမ်ကွင်းမှာဖြစ်တာကြောင့်လုံးဝအမှားမခံမဲနဲ့ကလပ်ဘူဂေးအသင်းကို2-0လောက်နဲ့အနိုင်ယူပြီးတော့နောက်တစ်ဆင့်ကိုတက်ရောက်သွားလိမ့်မယ်လို့ထင်ပါတယ်နောက်ထပ်တစ်ပွဲကတော့လီဗာပူးဆန်အသင်းနဲ့အိုလံပီယာကော့အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီနေ့သင်းရဲ့ပထမကြော့ရလက်ဟာဆိုရင်လည်းအိုလံပီယာကော့ရဲ့အိမ်ကွင်းမှာလီဗာပူးဆန်အသင်းက G2 ဆိုတဲ့ရလက်နဲ့အနိုင်ရရှိထားတာဖြစ်ပါတယ်အခုဒီချိန်မှာတော့လီဗာပူးဆန်အသင်းနေနဲ့သူတို့ရဲ့အိမ်ကွင်းမှာပေါ့ပေါ့ပါပါလေးပဲကစားပြီးတော့ 1-0 ရောက်နဲ့အနိုင်ယူကနောက်တစ်ဆင့်ကိုတက်ရောက်သွားလိမ့်မယ်လို့ထင်ပါတယ်နောက်ထပ်တစ်ပွဲကတော့အင်တာမီလန်အသင်းနဲ့ဘိုဒိုဂလန်အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ချန်ပီယံလိမှာအစင်လာရီကြီးမားတဲ့အင်တာမီလန်အသင်းကတော့ဒီရာသီမှာအရှိန်ကြီးအရန်ကောင်းနေတာတော့မဟုတ်ပါဘူးဖက်ကဘိုဒိုဂလန်အသင်းကလည်းချန်ပီယံလိအုပ်စုအဆင့်မှာမန်စီးတီးအက်တလက်တီကိုမက်ဒရစ်အသင်းတွေကိုအသီးသီးအနိုင်ယူပြထားနိုင်တာဖြစ်ပါတယ်ဒီနှစ်သင်းရဲ့ပထမကြော့ရလက်မှာဆိုရင်လည်းဘိုဒိုဂလန်အသင်းနေနဲ့အင်တာမီလန်အသင်းကို3-1ဆိုတဲ့ရလက်နဲ့အနိုင်ရရှိထားတာဖြစ်ပါတယ်အင်တာမီလန်အသင်းနေနဲ့မနစ်ကရာသီမှာချန်ပီယံလိဖိုင်နယ်ဆင့်ထိတက်ရောက်ထားနိုင်ပေမဲ့လည်းဒီနေ့ရာသီမှာတော့ဒီနေရာကနေပဲနှုတ်ဆက်ဖို့အခြေအနေရှိနေတာလည်းဖြစ်ပါတယ်အကြောင်းမလို့ကျွန်တော်အနေနဲ့ကတော့အင်တာမီလန်အသင်းနေနဲ့အိမ်ကွင်းမှာ2-1လောက်နဲ့အနိုင်ရနိုင်ခြေရှိပေမဲ့လည်းဒီနေရာကနေနှုတ်ဆက်ထွက်ခွာသွားလိမ့်မယ်လို့ထင်ပါတယ်နောက်ဆုံးပွဲအနေနဲ့ကတော့နျူကာဆယ်အသင်းနဲ့ကွာရာဘတ် FK အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီနေ့သင်းရဲ့ပထမကြော့ရလက်ဟာဆိုရင်လည်းနျူကာဆယ်အသင်းကအဝေးကွင်းမှာ6-1ဆိုတဲ့ရလက်နဲ့ပြက်ပြက်သားသားကိုနိုင်မွေရရှိထားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒုတိယကြော့နျူကာဆယ်အသင်းနေနဲ့သူတို့ရဲ့အိမ်ကွင်းမှာပေါ်ပေါ်ပါပါလေးပဲကစားပြီးတော့1-0လောက်နဲ့အနိုင်ယူကနောက်တစ်ဆင့်ကိုတက်ရောက်သွားလိမ့်မယ်လို့ခန့်မှန်းပေးလိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ